ဒီနေ့တော့အရေးပေါ်တားဆီးနဲ့ပတ်သက်ပြီးတိထားတဲ့ချက်လက်တွေကိုစစ်ပညာရှင်တို့ရဲ့ချန်ပြူချက်တွေနဲ့အတူနားလည်လွယ်အောင်တစ်ခုချင်းစီရှင်းပြသွားပါမယ်။ကဲဒီအကြောင်းအရာကိုလူတော်တော်များများစိတ်ပူတတ်ကြတဲ့တည်ကြည်နေကြတဲ့အရေးကြီးမေခွန်းတစ်ခုနဲ့ပဲစားလိုက်ကြရအောင်နော်။ဒီအကြောင်းကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အဓိကအပိုင်း၅ပိုင်းခွဲပြီးတစ်ခုချင်းစီတေးသေးချာချာလေးလေ့လာကြည့်ကြပါမယ်။ဟုတ်ပြီပထမဆုံးအနေနဲ့အရေးပေါ်တားဆီးဆိုတာတကယ်တော့ဘာကိုပြောတာလဲဘလို့ချင်းနေမျိုးမှသုံးဖို့ရည်ရွယ်ထားတယ်လဲဆိုတာကိုရင်ဆုံးခိလိုက်ကြအောင်ဒီနေရာမှာအရေးကြီးဆုံးမှတ်ထားရမှာကတော့ဒါဟာနေ့စဉ်၃နေ့ကြာကိုဝန်တားနီးလန်းတစ်ခုလုံးဝမဟုတ်ဘူးဆိုတာပါပဲမမျော်လင့်ပဲအရေးပေါ်ကြုံလာမှသုံးရတဲ့အရန်နီးလန်းတစ်ခုသာဖြစ်ပါတယ်ဥပမာဘလို့အရေးပေါ်အခြေအနေတွေလဲဆိုတော့အကားအကွယ်မပါပဲဆက်ဆံမိတာမျိုးကုန်ထုံးပေါက်သွားတာကျွတ်သွားတာမျိုးဒါမှမဟုတ်နေတိုင်းသုံးနေကြဆေးကိုတောက်ဖို့မေ့သွားတာမျိုးတွေမှာသုံးဖို့စဉ်းစားနိုင်ပါတယ်ကဲအခုရရှိနိုင်တဲ့အရေးပေါ်တားဆီးအမျိုးအစားတွေကဘာတွေလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်လိုက်ရအောင်ရွေးချယ်စရာကတော့အနေငယ်ရှိပါတယ်အသုံးများဆုံးကတော့ဆေးပြားပုံစံနဲ့လာတာပေါ့ဒါကကိုယ့်ဘာသာအလွယ်တကူတောက်လို့ရတယ်အထက်ဆုံးနည်းလမ်းကတော့ Copper IUD လို့ခေါ်တဲ့တိုင်းငယ်ထည့်ရတဲ့ပစ္စည်းပါဒါပေမဲ့ဒါကြတော့စိတ်ခမ်းမှာကျွမ်းကျင်တဲ့သူနဲ့တေချာတက်ဆင်ရတာပေါ့နည်းနည်းတော့လက်ဝင်နေလို့ပြောမှာပေါ့ဈေးရအာနီးတင်အပြီးဝရဖို့ဆိုရင်လေအသုံးပြုရမယ့်အခင်းကိုတိတိကျကျထိထားဖို့ကတော်တော်လေးကိုအရေးကြီးပါတယ်ဒီကနန်းကိုတော့တိတိကျကျမထားဖို့လိုပါတယ်90နှစ်ဆိုလိုရပါအကာအဝယ်မဲ့လိန်ဆက်ဆန်ပြီး90နှစ်နာရီ300အတွင်းမှာဒီဆေးကိုတောက်တုံးရမှာဖြစ်ပါတယ်ဒီမှာရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့အတိုင်းမှာပဲဆေးကိုဘလော့ဆော့ဆော့တောင်းနိုင်လေအာနိတင်ကပိုကောင်းလေးပါပဲအကောင်းဆုံးကတော့ပထမ24နာရီအတွင်းတောင်းနိုင်တာပါပဲကဲဒီဆေးရဲ့အဓိကကြိုးကျေစုနဲ့အတူဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်းမျှမျှတတကြည့်လိုက်ကြရအောင်အားထားချက်ကတော့ရှင်းပါတယ်ပုံမှန်တုံးနေကြတားနီလန်တစ်ခုခုမှအမားယွင်းထိသွားတဲ့အခါမလိုလားအပ်တဲ့ကိုယ်ကိုတားဆီးဖို့အတွက်ဒုတိယအခွင့်အရေးတစ်ခု safety net တစ်ခုအနေနဲ့ဆောင်ရွက်ပေးနိုင်တာပါပဲဒါပေမဲ့တတိပြုရမယ့်အချက်တွေလည်းရှိပါတယ်ဒီဆေးကိုအရေးပေါ်မမို့ပဲမကြာခဏသုံးဆွဲနေမယ်ဆိုရင်ယာဒီဆာဝန်ကိုထိခိုက်တာမျိုးကနေစပြီးပိုဝီလိုပြင်းထန်တဲ့တားအိမ်ပြင်ပါတန်းတေတီချင်းလို့အသက်အန္တရာယ်ရှိတဲ့အခြေအနေအထိဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်နောက်ဆုံးအနေနဲ့ဒီဆေးကိုအသုံးမပြုခင်မှာမဖြစ်မနေနောက်လက်ထားတဲ့အရေးကြီးဆုံးအချက်တစ်ချက်ကိုဆွေးနွေးကြည့်ကြရအောင်တော်တော်များများလဲစဉ်းစားမိကြမှာပါဒီဆေးကိုကြိုတင်ကာကွယ်တဲ့အနေနဲ့အကာအကွယ်တစ်ခုလိုကြိုတောက်ထားလို့ရောမရဘူးလားဆိုတဲ့မေးခွန်းပါဒီပေါ်မှာတော့ဆေးပညာရှင်ရဲ့အကြံပြုချက်ကရှင်းရှင်းလေးပါပဲဒီဆေးဟာလိန်ဆက်ဆံပြီးမှတောက်သုံးဖို့ထုတ်လုပ်ထားတာဖြစ်လို့ကြိုတင်တောက်ထားရင်အာနိတင်လုံးဝမရှိပါဘူးဒါကြောင့်မို့လို့အန်ဒီရဲ့ကင်းဘီထိရောက်မှုအရှိဆုံးချိဖို့တက်ဆိုရင်တကယ်အရေးပေါ်အခြေအနေမှာပဲသုံးပါဆေးညွှန်းကိုတေချာဖတ်ပါပြီးတော့ဖြစ်နိုင်ရင်ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူတယောက်ယောက်နဲ့တိုင်ပင်ဒီမှာသုံးတာအကောင်းဆုံးပါပဲဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုကတော့ဒီဆေးကိုလိုအပ်လာတဲ့အခါတိုင်းကိုပြန်မေးကြည့်ဖို့ပါပဲအခုကြုံနေရတာကတကယ်အရေးပေါ်အခြေအနေလားဒါမှမဟုတ်ပုံမှန်လိုအပ်ချက်တစ်ခုဖြစ်နေပြီလားဆိုတာကိုပေါ့အကယ်၍ပုံမှန်လိုအပ်ချက်ဖြစ်နေပြီဆိုရင်တော့စနစ်တကျစီစဉ်ထားတဲ့ကိုဝင်တားနီလန်းတွေကိုပြောင်းလဲသုံးဆွဲဖို့ကပိုပြီးအရေးကြီးလေဆိုတာကိုတန်ကမီးမောင်းထိုးပြနေတာပါပဲ